မင်္ဂလာပါနော်မို့ဒီနေ့ပြပြချင်တာပေါ့နော်ကိုအိမ်တော်တစ်ခုမှာပေါ့နော်မတိတတ်တဲ့ခင်မွန်းရထားတဲ့သူဆိုရင်အရန်ကိုပင်ပန်းရပါတယ်နော်ကိုအိမ်မှာဘာဒီလိုနေလဲဘာဒီလိုအချက်ရှိလဲဆိုတာကိုမတိတဲ့သူနော်မတိတတ်တာပေါ့နော်လိုးနေတာကိုတိတယ်ဒါပေမဲ့ဝယ်ပြီးဖြည့်ပေးရမယ်မှန်မတိတတ်တဲ့သူကြောင့်ဇနီးတဲ့ဟာစိတ်ပင်ပန်းမှုကိုခံစားရတယ်ဘာကြောင့်လဲဆိုတော့ तू ကဒီအိမ်မှာလိုအပ်နေတာကို तू တချို့ရှိတယ်လေပတ်စံအတိုင်းထွာနဲ့ပေးပြီးကျန်တဲ့ဟာသူ့လာထပ်ပြောလို့မရတော့တာရှိတယ်နော်အဲ့လိုဇနီးတဲ့မျိုးဆိုရင်လေစိတ်ပင်ပန်းရသူ့အိမ်မှာလိုတဲ့ဟာတိတ်တိတ်မမအစားသူ့အနေနဲ့သူကြံဖန်ချပြီးတော့ဝယ်နေရတာရှိတယ်နော်အဲ့ဒါခါကျတော့သူတို့ဒီစိတ်ပင်ပန်းနဲ့တချို့ဆိုရှိပါတယ်အင်ကြီးတစ်ထည်ဝယ်ရင်တော့ဈေးကိုလိမ်ပြီးပြောရတဲ့အမျိုးသမီးလေးတွေရှိပါတယ်ဘာလို့ဆိုယောက်ျားလူသူကတိတ်တတ်မှုမရှိတဲ့အတွက်ဇနီးတဲ့ဟာသူ့ဟာနဲ့သူဝယ်ရင်တော့ခိုးပွက်ပြီးတော့ဝယ်ရတဲ့အနေအထားဖြစ်တယ်သူကြိုက်တဲ့ပစ္စည်းလေးလိုချင်ရင်တော့နော်ချက်ချင်းမရတာမျိုးတွေရှိတယ်မဝယ်ပေးနိုင်လို့မဟုတ်ဘူးမတိတတ်လို့ဝယ်ခွင့်မရခဲ့ဘူးနော်အဲ့တော့အဲ့ဒါဆိုဇနီးတဲ့ဟာစိတ်ပင်ပန်းရတယ်ပေါ့နော်အဲ့လိုပဲညတာစိတ်မရှိတဲ့ယောက်ျားဆိုရင်လေအမျိုးသမီးတွေစိတ်ညစ်ရပါတယ်ဘာကြောင့်လဲဆိုတော့လေကို့အမျိုးသမီးနေမကောင်းလားမသိဘူးနေကောင်းလားလည်းမသိဘူးသိနေရင်တော့မသိဟန်ဆောင်နေညတာကောင်းမှမသိအော်ငါရဲ့ဇနီးတဲ့နေမကောင်းဟာငါရဲ့ဇနီးတဲ့ထိခိုက်မိထားတဲ့ဟာဆိုတဲ့စိတ်နဲ့ဝင်လုတ်ကူဖို့စိတ်မရှိပဲနော်နေတာတလူနေတဲ့ယောက်ျားကိုရထားရင်လည်းအဲ့ဒီဇနီးတဲ့ကအရန်ကိုပင်ပန်းပါပဲနော်အဲ့လိုပဲပတ်ဝန်းကျင်နဲ့အဆင်ပြေပြေမနေတတ်တဲ့အမျိုးသားကြောင့်လည်းကိုယ့်ရဲ့အမျိုးသမီးဟာညံ့နာနေရပါတယ်အိမ်ပြင်ထွက်လိုက်လို့နှုတ်ဆက်ရတဲ့ပတ်ဝန်းကျင်ကိုနော်ကိုယ့်ယောက်ျားအဆင်မပြေတော့အမျိုးသမီးအနေနဲ့ညံ့နာပူအားနာရပါတယ်နော်အဲ့ဒါလေးကိုမိုးကပြောပြချင်တာပါရှင်